မင်္ဂလာပါလူထုဦးလာရဲ့အညာကြီးလက်ပုံမြင်များဒုတိယတွဲစာအုပ်ထဲကနွားချံထဲအိပ်ပြန်ခဲ့ရသူပုံမြင်လေးကိုဖတ်ပြချင်ပါတယ်ဟိုးအရင်တုန်းကအထက်အညာကရွာတရွာမှာတော်တော်ဥစ္စာပေါ်တဲ့မုတ်ဆိုးမကြီးတော်ချမ်းစိန်မှာမောင်ပေါ်တာဆိုတဲ့သားတယောက်ရှိတယ်မုတ်ဆိုးမကြီးဟာသူ့သားကိုတိတ်ချစ်လို့ဘာအလုံးမှမခိုင်းပဲအရေးတကြီးကြီးနဲ့နေခဲ့တယ်မောင်ပေါ်တာဟာဘာအလုံးမှမလုပ်ပဲဒီလိုနေလာရာကတဖြည်းဖြည်းနဲ့လူပြိုပေါက်ကြီးဖြစ်လာတယ်။အဲ့ဒီတော့အရက်ထဲကလူတွေကသူတို့သားမိလို့ဟာတော့ကြားဘူးကြုံဘူးပါ။သားကအမေကိုလှုပ်ကြွေးပြုစုရမှာ။ခုသူတို့မှာတော့အမေကသားကိုလှုပ်ကြွေးနေရတယ်။သားကငယ်သေးလို့ဆိုရင်တော်သေး။ခုတော့စင်ပေါက်ကြီးလောက်ရှိတဲ့ဟာကိုလှုပ်ကြွေးနေရတာ။အသက်အရွယ်ကကြီးလာပေမဲ့သူ့သားကလည်းဘာလုံးမှလှုပ်တတ်တဲ့သူမဟုတ်ဘူးလို့ကဲရဲ့အတင်းပြောကြတယ်။အရက်ထဲကလူတယောက်ကတော့မောင်ပေါ်တာချီအပြစ်တင်လို့မဖြစ်ဘူးမိမကြီးကိုကလွန်ပါတယ်သူ့သားကိုဘာအလုံးမှခိုင်းရတာမဟုတ်ဘူးမိဘဆိုတာသားသမီးကိုအလိုလိုက်တဲ့နေရာမှာလိုက်မှတော်တာနေရာကအလိုလိုက်ကာတာပေးထားလို့ပဲဖြစ်ပါမလဲလို့ပြစ်တင်ပြောဆိုတယ်ဒီပြင်လူတယောက်ကတော့ပေါ်တာဆိုတဲ့အကောင်ဟာမအေကြီးကအလိုလိုက်ထားတော့ဘာအလုံးမှမလုပ်တတ်ဘာအလုံးမှမလုပ်တတ်တော့ဘယ်မိမကမှသူ့ကိုကြိုက်မှာမဟုတ်ဘူးလူပြိုကြီးဘဝနဲ့အယိုးထုတ်ရမယ့်ကောင်လို့ဝေဖန်တယ်ဒီလိုဝေဖန်တန်ကိုမုတ်ဆိုးမကြီးတော်ချမ်းစိန်ဟာသူ့နားနဲ့ဆက်ဆက်ကြားတယ်ဒါပေမဲ့ဝေဖန်တဲ့သူကိုဘာမှပြန်မပြောဘူးစိတ်ထဲကတော့မိမရမယ့်လူမဟုတ်ဘူးလို့သူ့သားကိုအပြောခံရတော့အင်မတန်နာကြီးတယ်ဒါနဲ့တော်ချမ်းစိန်ဟာသူ့သားကိုချက်ချင်းခေါ်ပြီးဟဲ့သားမင်းကလည်းရိုးလိုက်တာလွန်ရော့ကွယ်ကာလာသားလူပြိုဆိုတာရိုးနေလို့ပဲဖြစ်ပါမလဲလူဆိုတာတီးချိန်တန်တီးပွင့်ချိန်တန်ပွင့်ဆိုသလိုပေါ့မင်းဟာအခုလူပြိုဖားဖားကြီးဖြစ်နေတော့တီးချိန်ပွင့်ချိန်တန်ရောက်နေပြီဒီတော့ရွာအနောက်ဖျားကကိုဘတ်သက်သမီးလေးနှစ်ယောက်ရှိတယ်မဟုတ်လားသူတို့ဟာလှလဲလှကြတယ်သဘောလဲကောင်းကြတယ်သူတို့စီသွားပြီးလဲကြည့်ပါလားလို့ပြောတယ်ဟာအမေကလည်းပြင်းစရာကြီးဗျာကျွန်တော်မသွားချင်ပါဘူးလို့ရိုးသားသူပြီးမောင်ပေါ်တာကသူ့အမေစကားကိုညင်းတယ်ဟဲ့မိုက်ပါပြီးအပါပြီးတော့သားရဲ့ငါကပြောနေရတာမကောင်းပါဘူးဟဲ့နင်ဘာလို့ပြင်းရတာလဲသွားဟဲ့ဒီလိုကြီးလုံးမနေနဲ့လို့ဒေါ်ချမ်းစိန်ကတိုက်တိုက်တွန်းတွန်းပြောပြန်တယ်ဒါနဲ့မောင်ပေါ်တာဟာလာတာတဲ့ညတညမှာရွာအနောက်ဖျားကကိုဘတ်သက်သမီးများစီသွားပြီးလူပြိုလှဲ့တယ်သူဟာအပြိုများစီရောက်တဲ့အခါပထမထွေရလေးပါဟိုစကားဒီစကားများပြောပြီးလို့တော်တော်ကလေးကြာတော့အကြီးမမန်းနှင်းကိုမန်းနှင်းခမကျွန်တော်ဟာမန်းနှင်းကိုမြင်မြင်ချင်းချစ်ကြိုက်မိပါတယ်ဒါကြောင့်မို့အခုလာတာပါကျွန်တော်ကိုလည်းမန်းနှင်းကပြန်ချစ်ပါလို့ယူသားသူတို့ရဲ့ထုံးစံအတိုင်းဒဲတိုးကြီးပြောချလိုက်တယ်ဒီလိုပြောပေမဲ့မန်းနှင်းကပိုးဆိုးပတ်ဆက်ပြန်မပြောဘူးသူကလည်းမောင်ပေါ်တာကိုမေတ္တာသက်ဝင်နေတာနဲ့အိုးကိုတာကလည်းဘယ်နဲ့ပြောတာလဲရှက်စရာကြီးလို့ပြောဆိုနဲ့မောင်ပေါ်တာရဲ့ခေါင်းကပဝါကိုဆွဲယူပြီးအိတ်ခမ်းထဲဝင်သွားတယ်မောင်ပေါ်တာဟာရိုးတဲ့လူမှုဘာမှမသိပဲသူ့ပဝါကိုသာပြန်တောင်းတယ်မန်းနှင်းကဘာမှလည်းပြန်မပြောအိတ်ခမ်းထဲကလည်းထွက်မလာပဲပဝါကိုပြန်မပေးဘူးမောင်ပေါ်တာလည်းပဝါကိုမရတဲ့နောက်ဆုံးအိမ်ပြန်လာခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါမောင်ပေါ်တာကိုသူ့မိခင်တော်ချမ်းစိန်ကဘယ်နဲ့လဲငါသားဟန်ခဲရဲမဟုတ်လားလို့ပြုံးရွှင်တဲ့မျက်နှာနဲ့စီးမေးလိုက်တယ်မပြောပါနဲ့တော့မေမေရဲ့မေမေပြောတဲ့မနှင်းကဘာကောင်းတယ်လဲဗျာပြောင်တိပြောင်ချော်နဲ့ကျွန်တော်တော့ဒီလိုလုပ်တာမကြိုက်ပါဘူးကျွန်တော်ပဝါကိုခေါင်းကအတင်းဆွဲယူသွားပြီးသူ့အိတ်ခမ်းထဲဝင်သွားတယ်ပြန်ထွက်မလာဘူးပဝါတောင်းတာလည်းမရဘူးနောက်တော့မသွားချင်တော့ဘူးဗျာလို့မောင်ပေါ်တာကသူ့အမေကိုပြန်ပြောလိုက်တယ်အံပါသေးရဲ့ငါသားရဲ့မင်းဒါလောက်တောင်အားရသလားအဲ့ဒါမင်းကိုမုန်းလို့မဟုတ်ဘူးပြောင်တိပြောင်ချော်လှုပ်ရှားတာလည်းမဟုတ်ဘူးဒီလိုမင်းကောင်းကပဝါကိုယူသွားပြီးသူ့အိတ်ခမ်းထဲဝင်သွားရကပြန်ထွက်မလာတာဟာမင်းကိုမေတ္တာရှိလို့မင်းနဲ့ငါလဲလိုက်ချင်တဲ့သားရဲ့မင်းပဝါကိုယူပြီးသူ့အိတ်ခမ်းထဲဝင်သွားရကပြန်ထွက်မလာဘူးဆိုတာမင်းသာအကင်းပါရင်တခါတည်းနဲ့အစွန့်ပဲဟေးလို့ဒေါ်ချမ်းစိန်ကဂယုဏဒေါသနဲ့မြည်တွင်တောက်တီးရင်ပြောပြလိုက်တယ်ဒီလိုဆိုနက်ဖြန်ကထပ်သွားအောင်မယ်ဗျာအစားကဒီလိုမှန်းမသိပဲ
လို့သူမိခင်ဒေါ်ချမ်းစိန်ကိုပြောပြီးအဲ့ဒီနေ့ညကမောင်ဘောတာဟာအိယာထဲဝင်ခဲ့လိုက်တော့တယ်နောက်တနေ့ညလာတာတာမှာမောင်ဘောတာဟာမန်နှင်းစီသွားပြီးလူပြိုလှည့်ပြန်တယ်အစပထမတော့မန်နှင်းကလည်းမောင်ဘောတာကိုအလိုက်အထိုက်စကားစမြည်လက်ခံပြောတယ်နောက်တော့တော်တော်လေးကြာတော့မန်နှင်းကမောင်ဘောတာအစ်စ်ပေါင်းလာတဲ့ဘဝကိုရုတ်တရက်ဘာမပြောညာမပြောနဲ့ဆွဲချွတ်ပြီးအိမ်နောက်ဖေးကနှစ်ချံထဲသွားလွှင့်ပစ်လိုက်တယ်ဒီတော့မောင်ဘောတာဟာအရင်ညကသူ့အမေတော်ချမ်းစိန်ကမင်းဘဝကိုယူသွားပြီးသူ့အိတ်ခမ်းထဲဝင်သွားရာကပြန်ထွက်မလာဘူးဆိုတာမင်းသာအကင်ပါရင်တခါတည်းနဲ့အစွန်ပဲဟေးလို့ရိတ်ပြောတဲ့စကားကိုဘဝထားတဲ့နေရာဘဝယူသွားတဲ့နေရာကိုလာအိတ်ယုံပဲလာအိတ်ဖို့ခေါ်တာလို့သဘောပေါက်ထားတဲ့အတိုင်းနှစ်ချံထဲသွားအိတ်နေလိုက်တယ်မိုးသာလင်းသွားတယ်ဘသူမှသူ့အနားလာမအိတ်ဘူးရောက်မလာဘူးဒါနဲ့ခေါင်းကိုက်ဆိုင်အိမ်ပြန်လာခဲ့ရတယ်ဘယ်နဲ့လဲဟေးငါသားမနေ့ကလိုပဲမနှင်းကသူ့အိတ်ခမ်းထဲပဝါယူသွားတာပဲမဟုတ်လားမင်းလည်းအဲ့ဒီမှာပဲအိတ်ခဲ့တယ်မဟုတ်လားလို့ဝမ်းသာအားရနဲ့စီးမေးလိုက်တယ်ဒီတော့မောင်ဘောတာဟာမျက်နှာထားဆိုးဆိုးနဲ့မိမိအကြံပေးတာလူကိုညှင်းဆဲတာနဲ့တူတူပဲဗျာပဝါယူသွားတဲ့နေရာပဝါထားတဲ့နေရာလာအိတ်ရမယ်ဆိုတဲ့အတိုင်းလာအိတ်လိုက်တာမိုးသာစင်စင်လင်းသွားပါရောကြွက်တကောင်ကြောင်တမီးမှလည်းလာမအိတ်ဘူးဘသူမှလည်းအနားမလာပါဘူးကံကောင်းလို့သာနွားဝေးမခံရတယ်ပဝါယူထားစရာသွားစရာတွေနေရာပေါ်လွန်းလို့နောက်ဖေးကနှစ်ချံထဲကိုမှယူသွားပြီးထားရတဲ့တော်ပါပြီဗျာတော်ပြီနောက်ဘယ်တော့မှမသွားတော့ဘူးလို့သူ့အမေကိုပြောလိုက်တယ်သူ့သားအရင်ညာကထူခဲ့ပိန်ခဲ့လို့ဒီလိုဖြစ်ရတယ်လို့တွေးတော့ပြီးဒေါ်ချမ်းစိန်လည်းအသားနေလိုက်ရတော့တယ်စာဖတ်သူကျမလိုင်းမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်